ဟေးစင်ရဲသားငါကားအစ်စ်ကိုကြည်စမ်းဒါကမင်းရဲ့အဆင့်တန်းထက်အလွန်မင်းကျော်လွန်နေတယ်ဒီနေ့တောင်မင်းတန့်ရှင်းရေးပဲလုပ်နေရသေးတယ်မင်းငါအဆင့်ကိုတိုင်းတာနေတာလားမှတ်ထားလိုက်တနေ့မင်းငါရှိမှာခေါင်းငုံရလိမ့်မယ်ငါကားတစ်စီးဝယ်ချင်တဲ့ကားတစ်စီးပြပေးပါဦးမင်းလိုစင်ရဲသားတွေနေ့တိုင်းဒီကိုလာကြတာပဲဒီရှိုးယုံကမင်းအဆင့်နဲ့မကိုက်ညီဘူးကြည့်ထားလိုက်တနေ့ငါဒီရှိုးယုံတစ်ခုလုံးကိုဝယ်ပစ်မယ်ဒါပေမဲ့ငွေတွေဘယ်ကလာမလဲဆူမိုကိုအနိုင်ယူနိုင်ရင်ကြက်တန်း100ကုတွေစုကြည်ရမယ်ဒီစုကြည်ကိုငါပဲရမယ်လာပါဆူမိုဒီနေ့ငါမင်းကိုအနိုင်ယူမယ်ငါကိုအနိုင်ယူနိုင်တာမင်းအတွက်မလွယ်ဘူးမိတ်ဆွေများရေဒီလူကအရန်အင်အားကြီးတယ်ငါမှနောက်ထပ်အင်အားလိုအပ်နေတယ်မြန်ဗီဒီယိုကို like နဲ့ subscribe လုပ်ပေးကြပါဒါမှငါသူ့ကိုအနိုင်ယူနိုင်မယ်မင်းအနိုင်ရသွားပြီဒီမှာမင်းရဲ့ကြက်တန်း100ကုတွေချက်လက်မှတ်ပါကျေးဇူးတင်ပါတယ်ဆရာမန်နေဂျာမင်းဘယ်မှာလဲ